စစ်တပ်ကမတရားဖမ်းဆီးထားသောဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်အပါအဝင် NLD အစိုးရခေါင်းဆောင်များမှာနိုင်ငံရေးအကျဉ်းသားမဟုတ်ဘဲအကျင့်ပြက်လက်စား၍ပြစ်ဒဏ်ကျခံရသူများဟုတသက်ခိုင်ပြောအကြမ်းဖက်စစ်တပ်ကမတရားဖမ်းဆီးထားသောဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်အပါအဝင် NLD အစိုးရခေါင်းဆောင်များမှာနိုင်ငံရေးအကျဉ်းသားမဟုတ်ဘဲအကျင့်ပြက်လက်စား၍ပြစ်ဒဏ်ကျခံရသူများသာဖြစ်ကြောင်းပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်ကပြောဆိုလိုက်သည်အောက်တိုဘာလ3 ရက်နေ့ရန်ကုန်မြို့တွင်ပြုလုပ်သောပြည်သူ့ရှေ့ဆောင်ပါတီ၏သတင်းစာရှင်းလင်းပွဲတွင်တသက်ခိုင်ကထိုကဲ့သို့ပြောဆိုလာခြင်းဖြစ်သည်ဒေါ်အောင်ဆန်းစုကြည်သည်တဘာတူးညဘေးကာကွယ်ရေးရန်ပုံငွေကိုရဟတ်ယာဉ်ဝယ်စည်းခဲ့သူဖြစ်ကြောင်းနိုင်ငံရန်ပုံငွေများကိုစီစစ်မှုမရှိဘဲအလေအလွင့်များပြီးဘုံပေါ်လာအော်အသုံးပြုခဲ့သူဖြစ်ကြောင်းတသက်ခိုင်ကပြောဆိုသည်ကျမသိရသလောက်ပေါ့နော်ဒါက public information လည်းဖြစ်ပါတယ်ရှင့်ဆိုလို့ရှိရင်နိုင်ငံရေးကျင်းသားလို့နိုင်ငံတကာကသတ်မှတ်တာရှိပါတယ်သို့တော်လည်းတကယ်တမ်းပုံမှားတွေကနိုင်ငံရေးပုံမှားတွေမဟုတ်ပါဘူးရှင့်အစိုးရတရက်ဖြစ်ပူးတဲ့အချိန်မှာအကျင့်ပြက်လက်စားမှုလိုမျိုးပုံမှားတွေနဲ့တရားစွဲခံထားရပြီးပြစ်ဒဏ်ကျခံနေရတာဖြစ်ပါတယ်ရှင့်။ဘာဖြစ်လို့အဲ့ဒါကိုပြောနိုင်တယ်လဲဆိုရင်ဒါကတော့အများစိတ်ဝင်စားတဲ့ကိစ္စဖြစ်ပါတယ်။လူတိုင်းလည်းသိပါတယ်။ဘယ်ပုဂ္ဂိုလ်ကတော့ပုံမှားတွေနဲ့ထောင်ဒဏ်ဘယ်လောက်ကျတယ်ဆိုတာအဲ့ဒါအရေးကြီးပါတယ်ရှင့်။နိုင်ငံတကာကတော့နိုင်ငံရေးကျင်းသားလို့နာမည်တက်တာပေါ့နော်။နိုင်ငံရေးကျင်းသားမဟုတ်ပါဘူး။အကျင့်ပြက်လက်စားမှုပုံမှားတွေနဲ့ဆွဲခံရပြီးတော့တကယ်လဲ